안녕하세요, 여러분. 자사주 채널에 안내 조선바의 세아사마. 자, 디니, 뭐너, 사비어, 쉐미 말레, 디니, 라이트 더블 뭐너. 자, 쉐미 로비다라, 디니에서 또게 없이 뭐너. 저, ngala 바이데 다카타비어, 세아고가, 레시, 디, 라이팅 아슬 리리고, 너무나 이달의 피디인데, 야외 비니, 제바에, 게, 다수자로, 사례자요, 봐.โอเคဒီနေ့ရှင်းပြပေးမယ့်ခေါင်းစဉ်ကကြတော့ရှာလက်ရှိမှာလည်းအဖြစ်များနေတဲ့ကိစ္စလေးတစ်ခုကိုchoice လုပ်ထားရပေါ့နော်ဒီဟာလေးအကြောင်းအရာလေးကတော်တော်လေးလည်းကောင်းတဲ့အတွက်ဒီခေါင်းစဉ်တွေကိုရှာရွေးချယ်ထားပါတယ်ဒီခေါင်းစဉ်တွေကဘာလဲဆိုတော့ပြောခင်မှာဆရာတို့ဒီစာပိုက်လေးကိုအရင်ဖတ်ကြည့်ပါမယ်그래서 1인 가구가 늘면서 사람들이 개나 고양이와 같은 반려동물을 키우는 가구 수가 증가하고 있다. 그래서 1인 가구 1인 가구 ဆိုတဲ့အိဗေကဒီတယောက်တည်းနေထိုင်တဲ့သူတွေပဲပေါ့နော်တယောက်တည်းနေထိုင်နေအဲ့လိုမျိုးနေထိုင်တဲ့သူတွေများပြားလာတဲ့အတွက်လူတွေကြားထဲမှာခွေးတွေကြောင်နေလိုမျိုးတူညီတဲ့ဘယ်လျောင်းတုံးမှုဒါဆိုရင်ဘယ်လျောင်းတုံးမှုဆိုတာဘာတိရစ္ဆာန်ဖြစ်တေချာပေါ့အိမ်မွေးတိရစ္ဆာန်ပေါ့ဘာကြောင့်လဲဆိုတော့ခွေးတွေကြောင်နေတွေဆိုတာကအိမ်မွေးတိရစ္ဆာန်မျိုးစားတွေမှာပါတဲ့အတွက်ဆိုတော့ခွေးတွေကြောင်နေလိုမျိုးအိမ်မွေးတိရစ္ဆာန်တွေကိုမွေးဖွားကြတဲ့အရေးအတွက်တွေကများပြားလျက်ရှိရပေါ့နော်ဒီတနဲ့ကိုများလာတယ်ပေါ့နော် 하지만 다음에 그에 따라 아래 바다 비어마 반려동물을 아리 앵무새 잔이고 유기하는 사례도 늘어나면서 이들을 보호해야 한다는 목소리를 작지 않다. ဆိုတော့ဒီလိုမျိုးမွေးဖွားလာတာတော့ဟုတ်တယ်မွေးလာတာတော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့ဒီတရိတ်ဆန်လေးတွေကိုဒီတရိတ်ဆန်လေးကိုတေချာမပြုစုမစောင့်ရှောက်ဖ ೇನೆ ဟိုပါပေါ့နော်စွန့်ပစ်ကြတဲ့လူတွေကတအားများလာတယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီတရိတ်ဆန်လေးတွေအဲ့လိုမဖြစ်ရအောင်ကာကွယ်ပေးရမယ်ဒီတရိတ်ဆန်လေးတွေကိုကာကွယ်ဖို့တောင်းဆိုကြရမယ်အဲ့လိုမျိုးစားတဲ့ကာကွယ်ဆောက်ရှောက်ရမယ်ဆိုတဲ့အတန်တွေကတော့အများကြီးရှိမနေဘူးဆိုလိုချင်တာကမွေးမြူတဲ့အတွေ့အကြတော့မွေးမြူကြတဲ့ဒါပေမဲ့ဒီတရိတ်ဆန်လေးတွေကိုမပြုစုစောင့်ရှောက်နေတာပေါ့နော်အဓိကကျွန်တော်တွေ့နိုင်ပါတယ်Facebook group တွေမှာဆိုတွေ့နိုင်တယ်ကျွန်တော်လေးတွေကိုရိုက်ပြီးတော့တက်လိုက်တာစသဖြင့်ဒီလိုမျိုးတွေအများကြီးတွေ့ရတယ်ဆိုအဲ့လိုမျိုးတွေအတွက်ကြတော့ဒီတရိတ်ဆန်လေးတွေအတွက်တော့သူတို့ပြောပြပေးရမယ်ဆိုတဲ့အတန်တောင်းဆိုမှုတွေကအများကြီးရှိမနေပါဘူးလေဆိုတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရေးခိုင်းတာကတုံ့မှုရှိရပေါ့နော် 왜 많은 사람들이 애완동물을 키우는 것인가? 바자호들러마 루리가 애완동물, 애완동물 자가자로 디펜 반려동물 제보다니 보너 애무들이 있는 묘의 솔루션을 필요 두두배. 그래서 들으면 애완동물의 반려동물들의 애무들이 있는 묘사리고 바자 원유라자라래. 사람들은 누리가 반려동물에 왜 유기하는 것인가? 누리가 네 애무들이 있는이고 바자 손피자라래. 유기하다서 손피대 တနည်းတော့သူတို့ဆုံးလုံးလိုက်တဲ့အဲ့လိုဆိုတဲ့တိပဲဘာကြောင့်မွေးပြီးတော့ဘာကြောင့်စွန့်ပစ်ကြရလဲနံပါတ်3 동물을 유기로부터 보호하려면 어떻게 해야 하는가တရိတ်ဆန်တွေကိုကျွန်တော်ကဘာလုပ်လဲ 유기로부터 이စွန့်ပစ်ခြင်းကိုစွန့်ပစ်ခြင်းကနေစပြီးတော့ 보호하려면ကာကွယ်နေဆိုလေဆိုလိုချင်တာကစွန့်ပစ်ခံရခြင်းမှကာကွယ်ခြင်းအတွက်အဲ့လိုမျိုးဆိုတဲ့တိပဲပေါ့အဲ့တော့စွန့်ပစ်ခံရခြင်းမှကာကွယ်ရန်အတွက် 어떻게 해야 하는가 ဘယ်လိုလုပ်ရမလဲဒါဆိုရင်ကျွန်တော်တို့ရေးနေတာအဓိက၃ချက်ကတရိတ်ဆန်တွေအိမ်မွေးတရိတ်ဆန်တွေကိုမွေးမြူရတဲ့ရည်ရွယ်ချက် 우리한테 후하자로 아이트레이산이요 바자오 손비야래 소리 아장이에 아래 후하자 들으면 손비치니요 가게 보되 럴럭되네 소리 아장이고 이카이나 가서 너사 바이 못 당해가 새로 신나지야နံပါတ်1ကတော့ဘာပြောထားလဲဆိုတော့ဘာလို့တွေးဆိုင်တွေကိုမွေးမြူကြလဲအများကြီးမစနာနဲ့လေအပေါ်မှာပေးထားတယ်ဘာဖြစ်လို့လဲတယောက်တည်းနေလူတွေများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကခွေးတွေကြောင်နေလူမျိုးဒီတရိတ်ဆန်လေးတွေကိုကျွန်တော်ကမွေးဖွားလာတာတအားများလာတယ်ဟောနော်ဒီတရိတ်ဆန်လေးတွေကိုများလာတဲ့တယောက်တည်းနေလူများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဝင်းကြတယ်အဲ့တော့တနည်းအားဖြင့်ဒီတရိတ်ဆန်ချစ်သူတွေဆိုရင်ပို့ပြီးတော့တိချစ်သူတွေဆိုပို့တည်မယ်ဒါသားလေးတွေသမီးလေးတွေတော့တက်မလားဒီခွေးတွေမှာမဟုတ်ဘူးခွေးတွေကြောင့်နေမှာမဟုတ်ဆရာတို့ဘာရှိမလဲအဲ့လိုမျိုးစဉ်းစားလိုက်မယ်နောက်ပိုင်းကိုယ်ကလည်းတန်ရုံးစစ်တွေသွားတဲ့အခါမှာတရိတ်ဆန်လည်းမမြင်ပဲနဲ့နော်တိမှာပါတိချစ်သူတွေဆိုပို့တည်ဒါလေးတွေတမီးလေးတွေအဲ့လိုမျိုးတွေခေါ်ကြပြီးတော့တေးစားယူရရနဲ့ချင်တာလားနဲ့ကျွန်တော်ကဂျူမီပြူစုစောင့်ရှောက်ချင်ပါတယ်ဘာကြောင့်လဲဆိုတော့တနည်းအားဖြင့်တယောက်တည်းနေရလူတွေကတော့များစွာဖြစ်တယ်ဒါပေမဲ့တယောက်တည်းမနေတဲ့လူတွေနောက်မှကျွန်တော်မွေးကြတာရှိတယ်အဓိကချစ်ချင်လို့ပေါ့နော်ကိုယ့်ရဲ့ချစ်ချင်းကိုလက်မခံနဲ့နော် crush တွေစားလို့ရှိရင်တိရစ္ဆာန်တွေမွေးပြီးတော့ကောင်းတာပေါ့ဂျုံလုံးလေးခဲ့တာပေါ့
စားတာပါဆိုတော့တရိတ်ဆန်လေးတွေဆရာတို့ကမွေးမြူတဲ့ခါမှာအဲ့လိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းဆရာတို့ကတည်ငြိမ်မှုဖြစ်စေကွယ်တရိတ်ကိုယ့်အကိုအေးဆေးလေးနေတယ်တနည်းအားဖြင့်တရိတ်ဆန်လေးတွေချစ်ချစ်ခင်ခင်နေရဆိုတာဒါကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲဟိုကိုယ့်အတွက်စိတ်ငြိမ်းချမ်းရာအရေးလေးတစ်ခုလိုဖြစ်နေပေါ့နော်တရိတ်ဆန်လေးတွေကကိုယ်စကားကိုနားမလည်ရင်တော့မှဆရာတို့ကစိတ်ညစ်စရာရှိတယ်တရိတ်ဆန်လေးတွေကိုရင်ပွင့်ပြောလို့ရတယ်သူတို့နားမလည်ရင်တော့မှစိတ်ပေါ်ပါတဲ့ပုံစံတွေနဲ့ဆရာတို့လုပ်လို့ရတယ်အဲ့လိုမျိုးလေးအကြောင်းပဲတရိတ်ဆန်တွေကိုမွေးမြူရတာများနိုင်တယ်ပေါ့ဒါကဗမာလိုပဲစဉ်းစားလိုက်တာအဲ့ဒီကအများကြီးရေးကြမလို့ပါအနေချင်းလောက်ကိုပဲဆရာတို့ကရှင်းရအဓိကဆရာတို့က idea ကိုပေးရပေါ့ဆရာရဲ့ဒီဗီဒီယိုတွေမှာဘာပေးမှလဲဆိုတော့ idea တွေးခေါ်ပုံမျိုးအဓိကပေးတာဖြစ်ပါတယ်나머지가 저런 사람들을 반영도물에 왜 유기하는 것인가? 네 애무의 산이고 바장도 순비잖아. 순비의 오사 어스나지야. 순비의 오사 어스나지에 저 사람 뭐에 가래? 뭐에 루지야 뭐 두. 맞아. 저 루리 자로 뭐에 소라. 그러면 တငယ်ချင်းတို့မဟုတ်အတိတ်တယောက်ကဒါလည်းမွေးကြည့်ဒီကောင်လေးကဘယ်လောက်မှလည်းလှုပ်ရှားမလို့ဘူးမလေးတနေ့ကိုစားလေးတစ်ပကံထည့်ပေးထားလဲသူတို့က2ရက်3ရက်လောက်စားပြီးနေနိုင်နေအေးဆေးပဲအဲ့လိုမျိုးမွေးကြရတယ်လို့ရှိရယ်အဲ့ဒီကချစ်ချင်လို့မဟုတ်ဘဲနဲ့သူတို့မျိုးကဒီတရိษံဘယ်လိုမျိုးလဲဒီလိုမျိုးကဒီတရိษံနေရဘယ်လိုမျိုးနေထိုင်ကြလဲလူတွေရေးစီးပန်းတော့ကိုကလှုပ်တွေရမ်းများနေရောဒီလိုမျိုးမွေးလိုက်တာပေါ့နော်အဲ့လိုမွေးလိုက်တဲ့ဟာတွေလည်းရှိတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ post တွေတင်ကြရအောင်အဲ့ဒီချက်တွေကိုလည်းကျွန်တော်ရေးလို့ရဒါဆိုရင်သူတို့ကိုကာကွယ်ဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဒီကာကွယ်တဲ့အခါကျတော့ဆရာတို့မြန်မာနိုင်ငံအနေနဲ့နည်းနည်းခက်တယ်ဒီအားရဘတ်တွေအကြောင်းနည်းနည်းခတ်တယ်ပေါ့အဓိကဆရာကိုရီးယားဘတ်တွေနဲ့နည်းနည်းလုပ်ကြည့်လိုက်မယ်ကိုရီးယားတို့ရှားနိုင်ငံအနေနဲ့စလို့ရှိရင်ရှားနိုင်ငံတွေမှာကျတော့တရိတ်ဆန်တွေအတွက်ဥပဒေဆိုတာရှိတယ်ဥပမာတရိတ်ဆန်တွေကိုမွေးမြူတဲ့သူတွေဆိုရင်ဒီတရိတ်ဆန်မွေးမြူတဲ့သူတွေရဲ့မှတ်ပုံတင်ရတယ်ဟုတ်အဲ့ဒီကလေဒီတရိတ်ဆန်တစ်ခုခုဖြစ်လို့ရှိရင်ညမနှိမ့်ဆက်တာနဲ့ပတ်သက်ပြီးလို့ရှိရင်တန်ကိုရိုက်တာပဲဖြစ်ဖြစ်ဆိုတော့ဒီလိုဟာတွေကိုသူတို့လုပ်တင်တယ်ပြောရှင်ဆရာတို့ရဲ့ဒီမြန်မာဘက်ဒီမှာတနည်းအားဖြင့်အေရှားဘက်မှာပေါ့နော်ဒီတရိတ်ဆန်မွေးမြူတဲ့နဲ့ပတ်သက်ပြီးပညာပေးတင်တယ်ဆိုတာသိပြီးမလုပ်ကြဘူးအဓိကတော့ကျွန်တော်အနေနဲ့ထင်တယ်ဆရာအနေနဲ့ပေါ့နော်ဒီဟာတွေကာကွယ်ဖို့ဆိုရင်အဓိကကဒီတရိတ်ဆန်တွေဒီအတွက်တည်တံ့တစ်ခုခုလုပ်ပြရဖို့ဥပဒေပုံစံမျိုးပေါ့နော်တရိတ်ဆန်ပြီးစွန့်ပစ်တဲ့အခါမှာဖြစ်တဲ့ဒီပုံကြီးလုပ်တင်တာပေါ့ဒါပြီးလို့ရှိရင်တရိတ်ဆန်တွေဒီကလည်းပဲဆရာတို့ကတရှိတစ်မျိုးဖြစ်တယ်ပေါ့တရှိတစ်မျိုးဖြစ်တဲ့သူတို့မှလည်းအသက်ရှိတယ်ဒါပေမဲ့သူတို့မှလည်းခံစားချက်တွေရှိတယ်ဒီလိုမျိုးဟာတွေကိုဆရာတို့ကဒီလိုမျိုးချက်လက်တွေလေးရေးလို့ရတယ်ဒါကတဘောလုံးကိုကြည့်ပြီးတော့မှပြင်မာလို့အရင်စဉ်းစားလိုက်တာ Okay
အဲ့တော့ဖြည့်ကြည့်တဲ့အခါမှာကျတော့ဒီတိုင်းတန်းပြီးတော့ keyword ကိုရှင်းကာဟိုလည်းသူတို့ရဲ့မွေးမြူရဲ့အကြောင်းရင်းကိုတဲ့မရေးတော့ဘူးပေါ့။အဲ့ရကြီးသူတို့မွေးကြတဲ့အကြောင်းရင်းမှာဆိုရတဲ့မရေးဘူး။နည်းနည်းလေး intro လေးတော့ပြောပြလိုက်မယ်။ဆိုတော့ပထမတစ်ပိုင်းမှာဆရာဘာနဲ့ရေးထားလဲဆိုတော့ဆရာက Southern ဆိုတဲ့နီတန်းလေးနည်းနည်းအစားပြောပြထားပါတယ်။နီတန်းလေးပြောပြီးတော့မှဆရာကဒီနံပါတ်1အချက်နဲ့ဆရာပေါင်းပြီးတော့ရေးပေးထားပါတယ်။အဲ့ဒါဆိုသူပြီးရဲ့အချက်ကိုထားရကြည့်လို့ရှိရင်လည်းစာဖတ်တဲ့အခါဖတ်လို့မကောင်းပါဘူး။တဲ့ဆရာက Southern နဲ့ဒီ keyword နဲ့ EU တွေကိုတခြားပေါင်းပြီးရေးပေးထားပါတယ်။ဆိုတော့ကြည့်အောင်ပါ그럼마지막에 현대 사회에서 1인 가구가 급증함에 따라 반려동물을 키우는 사람들이 많아지고 있다. သူပေးရဲ့ချက်ကိုပဲပြန်သုံးသွားတယ်နော်ဒါပေမဲ့ဆရာကဒါရေးမသုံးပါဘူးစာလုံးလေးပြောင်းလာတယ်အတွက်ကြောင့်မို့လို့များပြားလာတဲ့အတွက်급증하다နောက်များပြားလာတဲ့အတွက်ဒီ반려동물 수의 인물들의 산이 공무에 누리가 되게 나중에 반려동물을 단순한 동물을 넘어 가족과 같은 존재가 되었지만 그와 동시에 동물을 유기하는 문제도 심각해지고 있다. ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အရင်ဆုံး intro ရင်ပြောလိုက်တာပေါ့ဆိုတော့ဒီတော့ immigration လေးဆိုတာတာမန်တရိษံလေးတွေထက်တာမန်တရိษံတကောင်ထက်ကိုကျော်လွန်ပြီးတော့မှမိသားစုဝင်ကဲ့သို့သောဟုတ်ပြီနော်သူတို့မိသားစုဝင်ကဲ့သို့သောဖြစ်လာတဲ့အချိန်တည်ရှိမှုပေါ့존재자တည်ရှိမှုဖြစ်လာပေမဲ့이와 동시에ဆိုတော့ဒီလိုဖြစ်နေတဲ့တပြိုင်နက်တည်းတစ်ချိန်တည်းမှာလို့ဆိုလို့ကျွန်တော်အရှိရအခြေအနေနဲ့တစ်ချိန်တည်းမှာပဲပြောတာပေါ့နော်ဒီစကားလုံးလေးတော့ဆရာသုံးစေချင်တယ်သုံးလို့ကောင်းတယ်ပေါ့နော်그와 동시အဲ့ဒီအရှိရအခြေအနေနဲ့ဖြစ်နေတဲ့တပြိုင်တည်းမှာပဲကျွန်တော်ထုံးဖို့တော့ intro ဘာကြောင့်လဲဆိုတော့ဒုတိယမိကုံမှာငါတော့ယူဂီလုပ်တဲ့အကြောင်းကိုဆရာတို့မေးတာဖြစ်တဲ့အတွက်ယူဂီဟာတာပြီးမှဖြစ်တဲ့အတွက်ဒီစထဲမှာသူ့ကိုစာဖတ်တဲ့လူကို intro ပြောပေးထားတာငါဒီအရင်ဆုံးမွေးရဲ့အကြောင်းကိုရေးမယ်ပြီးရင်ယူဂီလုပ်တဲ့အကြောင်းကိုရေးမယ်လို့သူပြောလိုက်တယ်ဆိုတဲ့သဘောပဲ 그럼 먼저는 사배모노 먼저 프라마존이네 사람들이 누리가 반려동물을 키우는 이유는 무야의 애물레산의 무야의 애정인가 외로움을 해소하고 심리적인 위안을 얻기 위해서 있다. 그래서 외용설의 어티자모고 피시모드 자료의 어티자모고 피ля부 어tua 피비어 심리적 위안 사이반사야 자료와နှစ်သိမ့်မှုဝေယံကနှစ်သိမ့်မှုပေါ့နော်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုရရှိဖို့အတွက်ကိုလည်းဖြစ်ပါတယ်လူတွေဆိုတာများသောအားဖြင့်စိတ်မချတာဘူးလေဘလောက်ပဲရင်းနှီးနေလို့ဆိုရင်ဖြစ်နေပါစေစိတ်မချတဲ့အတွက်ကြောင့်မလို့ဒီတိရစ္ဆာန်လေးတွေရွေးရှင်ဖွင့်ပြောဆိုရင်ဆရာခုနကပြောတဲ့တခြားပေါ့အားနဲ့ဆရာရေးလိုက်တာအဲ့တော့ဒီကြီးဟာ혼자사는사람들에게တယောက်တည်းနေတဲ့တရိစ္ဆာန်တွေမှာဟုတ်ပြီနော်တယောက်တည်းနေတရိစ္ဆာန်တွေတယောက်တည်းနေတဲ့တရိစ္ဆာန် sorry တရိစ္ဆာန်ပဲပြောတယ်တယောက်တည်းနေတဲ့လူတွေစီကိုဟုတ်ပြီနော်တယောက်တည်းနေတဲ့လူတွေစီကို제가반려동물을 말이래 정서적 안정감을 주며 삶을 활력소가 된다. 이 활력소를 하리 자 됩니다. 그리고 일본 တယောက်တည်းနေတဲ့လူတွေဟုတ်ပြီနော်တယောက်တည်းနေတဲ့လူတွေအိမ်မက်တိတ်ဆန်နေပြတဲ့အခါမှာဆရာခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေကိုဆရာတို့ကရရှိပြီးတော့မှစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေထပ်ပြီးရရှိပြီးတော့မှဘဝရဲ့အားရင်확력소, 확력소사가တရားပေါ့안정감을 주며 삶의 활력소ဘဝရဲ့အားရင်ဖြစ်ပေးရမယ်နော်ကိုယ့်ဘဝရဲ့အားရင်တစ်ခုအဖြစ်နဲ့ကိုယ်အားပေးမဲ့အားပေးပေါ်ဖြစ်စေတဲ့အရာတစ်ခုဖြစ်လာစေပါတယ်ဟုတ်နော်ဒီတိရစ္ဆာန်လေးကမိသားစုဖြစ်တည်ရှိလာရိုးရိုးတိရစ္ဆာန်တဲ့ကျော်လွန်ပြီးတော့မိသားစုတစ်ပွဲဖြစ်လာပြီးတော့မှဘဝရဲ့အားရင်ပေးရဲ့အရာတစ်ခုဖြစ်လာပါတယ်동물과 교감하며တရိစ္ဆာန်လေးတွေနဲ့ဆရာတို့ကပြန်လဲထိတွေ့မယ်교감하다ပြန်လဲထိတွေ့ဆက်ဆံတာပေါ့ပြန်လဲထိတွေ့ဆက်ဆံမယ်ဆိုရင် 스트레스를 해소할 수 있다는 세비시문의 비교နိုင်တဲ့ဆိုတဲ့ 정도ဒီချက်ကားလည်းပဲ큰 이유 중 하나이다. 네. အဓိကအကြောင်းရင်းတွေကလည်းတစ်ခုဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတိရစ္ဆာန်အနေနဲ့စကားပြောတဲ့အခါကျတော့ကိုယ့်ရဲ့ stress တွေကိုဖြေပြောင်းစေနိုင်တယ်ဒါပဲဒါဆိုရင်ဒီပိုင်းလေးမှာရေးထားတဲ့ဟာလေးညမယ်တင်တယ်အဓိကကဆောလုံးပိုင်းလေးနဲ့သူမီးရဲ့မိကုံ 키우는 이유 ပြောသွားတယ်ဒါပေမဲ့အဲ့ဒီထဲမှာပါဆရာစိတ်ရင်းရဲ့အကြောင်းအရာကို유기ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကဒီ그와 동시에ဆိုတဲ့ဟာနဲ့ဆက်ပြီးတော့ဒီကြောင်းလေးနဲ့ပေါ်ပြလိုက်တယ်အဲ့တော့နောက်ပိုင်းလာမှလေကျွန်တော် 유기 ဆိုတာကိုသိနိုင်ပါတယ်ကဲဒါဆိုကျွန်တော်နောက်မင်းဟိုလေးစတယ်အောင်ပါ 오케이 유기ပေါ့နော်ဆရာ 유가ဖြစ်နေ sorry ပါအဲ့တော့ 유기 이유가 တနည်းအားဖြင့်ဒီသူတို့ရေဘာလုပ်ကြလဲ
စွန့်ပစ်ကြတာပေါ့နော်ယူဂါမုံတော့ယူဂီပါဆရာယူဂီပါယူဂါကြီးဖြစ်နေတာယူဂီပေါ့နော်သူတို့စွန့်ပစ်ကြရဲ့အကြောင်းအရာပါလဲကြည့်ကြအောင်ဆိုတော့ဟာဂျီမန်ဒါပေမဲ့ဘာကြောင့်တော့မို့လို့ယူဂီယာနဲ့ဆိုင်လေတော့ခေဆုံးတော့နာကို있다ဒါပေမဲ့တစ်ဖက်မှာကျတော့လည်းပဲဒီတရိတ်ဆန်လေးတွေကိုစွန့်ပစ်တဲ့ဆိုင်လေဆိုတာဖြစ်စဉ် case ကိုပြောလို့ရတယ်ပေါ့နော်ဒါလေးဆိုတော့သုံးလို့ကောင်းတယ်အဲ့တော့စွန့်ပစ်ကြရဲ့ဖြစ်စဉ်တွေကလည်းပဲစတိုင်းများပြားလည်းရရှိနေပါတယ်ဟုတ်ပြီနော်အဲ့တော့그 가장 큰 원인은 아리 선비대အကြီးမားဆုံးသော အကြောင်းရင်းကတော့ 책임감 부족, တာဝန်ယူမှု 촉대진, 너냐면တာဝန်ယူမှု တာဝန်ယူလို့စိတ်ကင်းမဲ့ခြင်းနဲ့ 두두 경제적 부담 때문이다. 시바이야 접대무 시바이야 원다 원부 ဖြစ်လို့ကြောင့်ပဲဖြစ်ပါတယ်. 다시 자, 나차 예비하고요. 동물이 병에 걸려 치료비가 많이 들거나 તရိษံလေးတွေကယောဂရတာပဲဖြစ်ဖြစ်အဲ့ဒီခါမှာဆရာတို့က 세구따세리야 암야나의ခါမှာ 처음 생각했던 것보다 사사지만 자료가 틴하다 고가 사는 틴하다 키우는 것이 무의미한 야마 힘들다는 이유로 빈맨에 무의미한 가마 빈맨에 사사지는 어떤 사람이 바쁘대 사리지위 예리 따니 자리비 비밀 소리 당한 무의나 별로 틴나미메 뚜로이 여가 비다의 가마 세간비아에 사보리 세보리 비의 가마 이제는 뒤로 틴나 후자로 뚜로 세이야 공이다 세이가 더 타오나베 소비어堆လာတယ်အဲ့လိုမျိုးတွေးလာတဲ့အကြောင်းရင်းကြောင့်မို့လို့ရှစ်ကဲလွယ်လွယ်ကူကူပဲဘော်လီနုံကျော်ရကဤတာဆွန့်မြစ်လိုက်တဲ့အချိန်တွေကများပါတယ်เนาะအဲ့လိုမျိုးနေနေပဲကျွန်တော်ကလွယ်လွယ်တကူဆွန့်လွတ်လိုက်ပါရင်ကျုထပ်ပြောချင်တာကဆရာထပ်ပြီးတော့ဆိုလို့ရှိရင်က반영동물을하나의생명으로보지않고 내 애물들이산이래서라고ဆရာတို့က하나의생명으로보지않고ဆိုတာဒီတက်ရှိတတော်ကတစ်ခုခုတစ်ခုအဖြစ်ဆရာတို့ကမမြင်ပဲဒီတရိษံနေဆိုတာကိုတက်ရှိဆိုပြီးတော့မှမမြင်ပေးပဲနဲ့물건처럼 또အရာဝတ္ထုပစ္စည်းလိုမျိုး생각하는 스토리자의 인식의 문제를 일으킨다. 이 손비무 표현하고 필수이바이.ဆရာဆိုလိုချင်တာကဒီလိုမျိုးဖြစ်စီရဲ့အကြောင်းအရာဒီအိမ်ဝေးတရိษံတွေကိုတက်ရှိတရဝတစ်ခုအဖြစ်ဆရာတို့ကမမြင်ဘဲနေမှာပစ္စည်းတစ်ခုလိုမျိုးပဲဆရာတို့ကဒီစွန့်ပစ်မှုတွေကိုအဓိကဖြစ်စေနိုင်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဒါဆိုရင်ဒီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းရမယ်လို့ထင်ပါတယ်ဒါကကြတော့ Yugi EU ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးတိရစ္ဆာန်လေးတွေကိုစွန့်ပစ်ကြရဲအစတော့ခုနကဆရာပြောသလိုလေလေကိုကိုမွေးလို့ရမယ်ထင်တယ်နောက်ပိုင်းကျတော့သူတို့ရဲ့ယောဂရလာတယ်ခုနကပြောကြောင်းလေးကိုလေးဆိုရင်သူတို့ဈေးတွေမြင်မနေဘူးပေါ့နော်ဆရာလည်းအိမ်မှာမွေးထားတဲ့ကောင်လေးရှိရတယ်အဲ့တော့ဈေးတွေကမနေခါကျတော့တချို့ကြတော့အဲ့လိုမဟုတ်တော့ဈေးတွေကုန်နေဆိုပြီးတော့မှဆရာဒီဈေးတွေထောင်းနေသူတို့ဈေးစကားကြည့်လို့လွတ်ပြလိုက်တော့မယ်ဆွန့်ပစ်လိုက်တော့မယ်ဆိုပြီးတော့ဆွန့်ပစ်တာတွေရှိတယ်အဲ့ဒီခါကျဘာကြောင့်လဲဆိုတော့အကြောင်းရင်းဒီတိရစ္ဆာန်တွေကိုတက်ရှိလို့မမြင်ပဲနဲ့တတ်မဲ့ပစ္စည်းလိုမြင်တဲ့အကြောင်းပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီပိုင်းလေးရမယ်ကျင်နောက်တစ်ခုကတော့ဆရာတို့ကဖြည့်ရှင်းရမယ်ကာကွယ်ရမယ်နည်းနည်းပေါ့보호 방법이 이제 저와 바이로 야매. 따라서 동물을 유기 감염으로부터 보호하기 위해서는 몇 가지 노력이 필요하다. အဲ့တော့တရိษံတွေကိုစွန့်ပစ်ခြင်းမှာကာကွယ်တယ်ကာကွယ်ရန်အတွက်ကျွန်တော်ကဘာလို့보는 거야 돼? 오조반무处理하러 몇 가지 있는데 다음에 제가 안내서 내리에 이비다. 신중하게 결정할 수 있도록 발령인 교육을 의무화해야 한다. ပထမဆုံးအနေနဲ့ အိမ်ဝေးတိရစ္ဆာန်တွေကို 어비너 지 입양하다 다자로 무이사라 입양하다 무이사라 기존에서는 무이사게 아들이자라고 무이사게 마 신중하게 데디차차네 결정할 수 있도록 성편나요 이들이사가 무이러면서 내가 무이러면 해 니아가 땅을 유나네 해 소비요 저러가 성편나요로 반영인 교육소에 디 무의미도 빈야비 되는 류 오사리고 저러가 외무화해야 한다고 너 디아리고 피면이 따야오 때내로 재미바래 둘째, 두리아 티샤니데가 반려동물 등록제, 후나별의 애무이 트레이사니고 마법대제노너 디 레지스터 로진 사례 아이사니고래 강화하고 보위의 비밀 전달의 아까운세요 로비어 벌렸을 때 소멸의 가마레베 처벌을 높여야 한다. 저가 당원이 무리, 삐대니고 레베 도미야면 처벌가 삐대, 처벌을 높여야 한다. 보위어 니들 로상된 바이.
마지막으로 나우성찬이네 생명을 존중히 여기는 사회적인 식을 확산시키는 것이 무엇보다 중요하다. 저런 တရိษံလေးတွေဒါဒီမှာနောက်ဆုံးအနေနဲ့ဆရာတို့ကအသက်ပေါ့နော်ဒီတက်ရှိတွေကို소조인 여기는 땅못 타듯이 때 사회적 인식လူမှုရေးဆိုင်ရာလူထုလူမှုဒီလူထုတွေနေနဲ့ဒီလိုမျိုးတက်ဆိုတာကိုသိရှိနေတယ်ပေါ့နော်တရိษံဆိုလည်းသူတို့မှာလည်းအသက်နဲ့ဆိုတာကိုသိရှိနိုင်စေဖို့확산시키는အရာအားလုံးတက်ကိုကျွန်တော်တို့ကအရေးကြီးရယ်နော်ဒီလိုမျိုးဖြစ်အောင်တေချာပေါက်လုပ်တင်တယ်ပြန့်နှံ့စေအောင်ပေါ့နော်확산시키တာတော့ပြန့်နှံ့စေအောင်လို့ဆရာတို့ကလှုပ်ဆောင်တင်ပါတယ်နောက်ဆုံးအနေနဲ့စိတ်ညောင်းကိုစောင့်ကြည့်ရည်နော်ဆိုရဲဒီကိုယ့်ရဲ့အသက်တွေဘဝတွေဆိုရဲအချက်လက်ကိုကျွန်တော်သိရနိုင်အောင်တရိษံတွေကိုဝင်းမြူနိုင်တဲ့ပညာပေးတွေကိုကျွန်တော်ကမဖြစ်မနေလှုပ်ဆောင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ်ဒီအချက်ကားကြတော့ဆရာကတရိษံတွေကိုတို့ချစ်စာလှုပ်တာဒီတရိษံဘေးကမွေးထားတာဘယ်ချင်းကမွေးအဲ့လိုမျိုးလှုပ်စနစ်ကိုလည်းပိုပြီးပြင်းထန်အောင်လုပ်တင်ပြီးတော့မှအဲ့လိုလုံရင်းတွေကိုဆွေးမြေ့လိုက်တဲ့အခါမှာလည်းပဲဆရာတို့ကဖြစ်တယ်အောင်ပို့ပြီးတော့လှုပ်ဆောင်တင်ပါတယ်နောက်ဆုံးအနေနဲ့စိတ်ညောင်းကိုစောင့်ကြည့်ရည်နော်ဆိုရဲဒီကိုယ့်ရဲ့အသက်တွေဘဝတွေဆိုရဲအချက်လက်ကိုကျွန်တော်သိရနိုင်အောင်တရိษံတွေကိုဝင်းမြူနိုင်တဲ့ပညာပေးတွေကိုကျွန်တော်ကလှုပ်ဆောင်တင်ပါတယ်ကဲဒါဆိုရင်ရမယ်ထင်ပါတယ်ဆိုတော့ဆရာခုနရေးတဲ့ ဒို့ပြီဒီဆရာတို့မတော်ခင်မှာထုံးစံတိုင်းပဲဆရာရဲ့ဒီလိုမျိုးလေးတစ်ချက်ကိုသွားပြီးကြည့်ကြည့်မယ်နော် 오케이 ဒါဆိုကြည့်အောင်ပါအဲ့တော့ဆရာတို့မတော်ခင်မှာဆရာတို့ထုံးစံတိုင်းဆရာရဲ့နောက်ထပ် writing 54တန်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီတန်းလေးမှာကျတော့ဆရာတို့က9လပိုင်းစာပွဲမိမှာဆရာတို့က writing လေးကျင့်ပြီးတော့မှမင်းတို့အဆင်ပြေလောက်နိုင်မဲ့topic 15ခုကိုဆရာကသင်ကြားပြပါဖြစ်ပါတယ်ဆိုတော့ဆရာက page မှာလည်းတင်ထားပြီးပေါ့နော်ဒီတန်းနဲ့ပတ်သက်ပြီးတော့ဆရာ page မှာတင်ထားပြီးပဲဖြစ်ပါတယ်ဒီတန်းလေးမှာတော့ဆရာတို့ကအဓိကက writing ကိုအတိအကျလေးသင်ပေးသွားမယ် discussion လုပ်သွားမယ်နည်းလမ်းမျိုးစုံနဲ့သင်ပေးသွားမယ်ပေါ့နော်ဆရာတို့ level 4 စိတ်ရင်းဒီကနေစပြီးတော့ခက်ခဲတဲ့ပုံစံစကားလုံးအမြင့်တွေထိဘယ်လိုရေးသားတင်တယ်လဲ idea ဘယ်လိုထုတ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုဒါကလေ့ကျင့်သင်ကြားပြီးမှဖြစ်ပါတယ်အချိန်ကကြတော့ဆရာရှိမှများသောအားဖြင့် overseas လူတွေကညီမဘက်ကကျောင်းသားတွေရောများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာအချိန်ကြီးပုံနဲ့ခတ်တာဖြစ်တဲ့အတွက်ဆရာက9ယောက်တစုနဲ့ပဲဆရာကလေ့ကျင့်သင်ကြားပေးသွားမယ်ပေါ့နော်ဒါပေမဲ့ခုလက်ရှိမှာကညီမဘက်ကလည်းများနေတာဖြစ်တဲ့အတွက်ဒီညီမဘက်ကိုပဲဆရာ target ထားရပေါ့နော်ရှေ့ပိုင်းဒီမှာဆရာကကိုရီးယားဘက်ကလူတွေရှိရဲ့အတွက်နည်းနည်းလေး jam ဖြစ်သွားပါတယ်။ဒါဒီခုကကျတော့ဒီညီမဘက်ကလူတွေများတာဖြစ်တဲ့အတွက်အချိန်တွေကလည်းနည်းနည်းညှိရတာဖြစ်တဲ့အတွက်ဆရာတို့ကအချိန်ညှိပြီးတော့မှအကြောင်းသားအနည်းဆုံး9ယောက်ကနေစပြီးတော့မှအများဆုံးဆရာက9ယောက်ထဲနဲ့ဆရာတို့ကဒေချာလေးကို PPCC နဲ့ဆရာတို့ကဒေချာပေးသားပါပဲဖြစ်ပါတယ်ခင်ဗျ။ကဲတကယ်လို့များဆရာရဲ့အတန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ဒီ YouTube channel ရဲ့ပင်မှာထောက်ထားတဲ့ Korean language for မြန်မာ page ကိုပဲဆက်သွယ်ပေးဖို့မြစ်တာရက်ခံချင်ပါတယ်ဆရာရဲ့ဆရာဆွမ်း page လေးက error လေးရှိနေတဲ့အတွက်Messenger မှာစာလေးပြန်လို့မရသေးပါဘူးအဲ့ဒီအတွက်တခုခုမေးချင်တာရှိလို့ရှိရင် comment အောက်မှာပေးထားလို့ရသလိုဆရာဆွမ်း sorry ပါ Korean language for မြန်မာဆိုတဲ့ page မှာလည်းပဲဆရာတို့စုံစမ်းပေးလို့ရပါတယ် okay ပါဒါဆိုရင်ဆရာတို့ကအချင်းချုပ်ကလေးကိုတွားကြည့်အောင်ပါအဲ့တော့ဒီရွေးချယ်အကြောင်းရင်းကအထီးကျန်မှုကိုဖြည့်ရှင်းဖို့အတွက်ရှင်းမိကြောင်းဝန်ဝေယံမစ်စတရဆိုဝေဟန်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုတွေနဲ့တူတူစိတ်ပစ္စည်းမှုတွေလျှော့ချဖို့အတွက်ဆရာတို့ကမွေးမြူခြင်းတွေကြောင်းအဓိကက ဆိုပြီးအရာဝတ္ထုပစ္စည်းတွေပဲသဘောထားပြီးတော့တက်ရှိတွေကိုတန်ဖိုးထားဖို့အားနည်းတဲ့အတွက်ကြောင့်မလဲဒီလိုမျိုးတွေဖြစ်စေနိုင်တယ်တတိယတစ်ချက်ကသူမေးတာကဖြည့်ရှင်းဖို့နည်းလမ်းဖြည့်ရှင်းဖို့နည်းလမ်းအနေနဲ့က제도적 능력အနေနဲ့ဥပဒေဆိုင်ရာ조사မှုအနေနဲ့ခုနကပြောတဲ့반려인 교육
နော်ဝီမူဟွာဆိုရဲဒီတရိတ်ဆန်တွေကိုမွေးမြူရဲ့အခါမှာဘယ်လိုမျိုးမွေးမြူတင်နေဆိုတဲ့အတွက်အတန်းလေးပညာပေးတင်တန်းလူတွေကိုမဖြစ်မနေတက်ရောက်ခိုင်းတာတွေလုပ်စေခြင်းနဲ့ပြီးတော့ဘန်ရုံသုံးဖို့တော်ရွကျဲမိ charge box ခေါင်ပေါ့ဒီလိုမျိုးကျွန်တော်ကဒီတရိတ်ဆန်တွေကို register လုပ်တဲ့မှတ်ပုံတင်စနစ်တင်တဲ့အတူတူအတန်းတွေကိုလည်းပို့ပြီးတော့ပဲပြင်းထန်အောင်လှုပ်ဆောင်တင်တယ်တိုးမြင့်တင်တယ်ထားဝဲကြောင့်တော့လူမှုရေးဆိုင်ရာပေါ့။ဒါပေမဲ့လူတို့အနေနဲ့လှုပ်ဆောင်တဲ့အကြောင်းအရာကတော့စိတ်မြောင်းကြွကြုံအင်ရှင်확산 및 성숙한 반영 문화 정상ပေါ့။ဒါတော့လူတို့အနေနဲ့လှုပ်ဆောင်တဲ့နာကတော့တက်ရှိတွေဆိုတာလေနော်တရိတ်စံတွေဆိုတာလေတက်ရှိပဲဆိုတော့တို့ရှိမှလည်းအသက်ဆိုတာရှိရတဲ့အတွက်ဒီတက်ရှိတွေကိုတန်ဖိုးထားတဲ့အကြောင်းအရာတွေအသိပညာတွေကိုပြန့်နှံ့အောင်လုပ်တဲ့အပြင်ကိုရင့်ကျက်တဲ့ဝင်းမီရေးစနစ်တွေကိုဥပမာထားတရိတ်စံဝင်းမီရဲ့အခါမှာဒါတွေလိုအပ်တယ်ဆိုတော့ရင့်ကျက်မှုရှိရဲ့တည်ဉာဏ်ရှိရဲ့ဝင်းမီတည်ဆောက်မှုကိုလည်းဆရာတို့ကပို့ပြီးတော့ဦးစားပေးပြီးတော့လှုပ်ဆောင်တင်နေဆိုတဲ့အချက်ပြီးပဲဖြစ်ပါတယ်။ဒါကတော့ဒီလိုမျိုးပုံစံလေးများမေးခဲ့လို့ရှိရင်ဆရာတို့ကရေးလို့ရမယ့်အချက်ကလေးတွေဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကမှအများကြီးပုံရင်တော့မှအနေကျုံမှတ်ထားလို့ရှိရင်ဆရာတို့ဒီလိုပုံစံလေးလာတဲ့အခါမှာဖြည့်ဆိုတဲ့အခါမှာအထောက်အကူဖြစ်မယ်လို့ဆရာတို့ပြောနေပါတယ်။နေဒါဆိုရင်ဆရာဒီနေ့ရှင်းပြပေးသွားတာကကြတော့တရိတ်ဆန်တွေကိုဝိမှုရံနဲ့ပတ်သက်တာတွေဆွတ်ပြတာနဲ့ပတ်သက်တာတွေဒီရန်တဲ့သက်ဆိုင်တဲ့မိဂုံးပုံစံလေးကိုပြင်ရှင်းပေးသွားတာပဲဖြစ်ပါရဲ့။ဆိုတော့နောက်နေ့တွေမှာလည်းဒီလိုမျိုးပုံစံလေးတွေကိုပြင်ရှင်းပေးသားမယ်ဆိုတာသိချင်တော့ဆရာ YouTube channel လေးကို like and subscribe လေးလုပ်ဖို့ပေးပါနဲ့။ဟုတ်ဟုတ်သိချင်တာရှိရင်ဆရာ YouTube channel ရဲ့ဒီဗီဒီယိုလေးရဲ့ comment အောက်မှာလည်းဆရာတို့မိထားလို့ရတယ်လို့အကယ်လို့ comment အောက်မှာမေးဖို့ခက်ခဲရှိရဆိုရင်ဆရာရဲ့ Korean language ဝင်မှာ page လေးမှာမေးမြန်းစုံစမ်းထားလို့ရပါရဲ့။그러면 제가 오늘 수업을 여기까지만 하겠습니다. 나중에 제 이름을 달리고 이만 연락 바라면 그러면 다음 영상에 뵙겠습니다. 여러분 수고하셨습니다. 다음 영상에 봐요. 안녕.